ဟိုကလေအဲ့ဖြစ်တဲ့ပုံလေးနည်းနည်းတော့ပြောရတာ ဖြစ်ပြတဲ့ပုံကကျွန်တော်တို့ဒီဂျွန်မာနေပေါ့နော်တောက်ကြနေမှာကျွန်တော်တို့ဖျားဝူးပြီးဖို့အတွက်ကိုကျွန်တော်တို့ဒီမှာအကုန်လုံးစုနေတဲ့အချိန်မှာ ဟုတ်ကဲ့မောင် အဲ့လိုဖျားဝူးပြီးကနှီးမှာပဲငလင်လုတ်ပြီးမှဒီကပြိုကျလာ ပြိုကျသွားနော် ပြိုကျသွားတယ် ဟုတ် ပြိုကျသွားတဲ့ပုံမှာကျွန်တော်လွတ်တဲ့လူကလည်းရှိတယ်ပေါ့ဒါပေမဲ့အနေချင်းပဲရှိတယ်ပေါ့ ဟုတ်ပါဘူး ပြီးသွားတဲ့လူကတော့အယောက်30ကျော်လောက်တော့ရှိတယ်ပေါ့ ရှိတယ်နော် 30ကျော်ဝန်းကျင် 40ဝန်းကျင်လောက်ရှိ ဟုတ်တယ်အဲ့လောက်ရှိတယ်ဟုတ် ဟိုကျွန်တော်ကြည့်ရအောင်မထုတ်နေတော့မယ်နော် ဟုတ်တယ်အခုထုတ်နေလို့ရှိတယ်မကုန်နေ ဟုတ်သေးဘူးဩ အမျိုးသမီးကိုထုတ်ဖို့ကြောက်ကြံနေတာရှိတယ် အမျိုးသမီးလည်းရှိတာလား ရှိတယ်ဟုတ်တယ် မျိုးသမီးရရှိတယ် ဟုတ် မျိုးသားရရှိတယ် ဟုတ် မျိုးသမီးတွေလည်းထုတ်ရက်ပဲမျိုးသားကလည်းမကုန်သေးဘူးထုတ်ရက်ပဲ ဩ ကျွန်တော်ကအပုံနှစ်ပုံကြံလေး ဟုတ် ပုံကြီးနှစ်ပုံကြံလေးအဲ့ကျွန်တော်ဘက်ဖိုးရင်းနဲ့ဆွဲပြီးတော့ထုတ်မှာ ဆွဲပြထုတ်ရ ဟုတ်တယ် ဩဗျာ ဟုတ်ပါမယ်ဒီသားရှိရကျွန်တော်သား 9ယောက် ဟုတ်တယ် တမိသားစုလုံး 3ယောက်4ယောက် အဲ့ပေါ့လို့အဖေနဲ့တား2ယောက်အဲ့လိုမျိုးပါသွားတယ် ပါသွားတယ်ရှိတယ်နော်အဖေနဲ့တန်းတယောက်ပါသွားတယ်ရှိ ဟုတ် တ တယ် ယ် ဟုတ်တယ်ရှိ ဩဟုတ်ပါပါတကယ်ကိုနော်စိတ်ကိုဘယ်လိုနဲ့ဖြေရမှာမသိဘူးနော် ပြောပြရမှာစကားပြိတိတ်ရစကားလုံး စကလုံးမရှိတော့မောင်ဘောကနော်စကိုင်းတိုင်းဒါဘာရောက်ွက်လို့ခေါ်လဲ မင်းလည်း စကိုင်းတိုင်းမင်းလန်းရောက်ွက်ပေါ့ လို့ နော် တော့ပလီပေါ့ လို့တော့ဗလီမှာဖြစ်သွားတယ်နော်ဟုတ်မဟုတ်တို့ကရန်ကုန်ကနေ pride ဖွဲ့ပါနော်အလူငွေလေး30မတီးပြီးလို့မယ် ဟုတ် နော် တယ်ကျေးဇူးပါပဲ ဟုတ် ကျွန်တော်တို့ဒီဟာ30ကို ဟုတ် ဘယ်လိုပုံစံမျိုးနဲ့လူပြရမလဲ အဲ တေဆုံးတဲ့လူတွေအတွက်လူရမှာလား အဓိကဟိုတိတ်ဆုံးတဲ့လူတွေအတွက်ပဲအဆင်ပြေလို့ပဲမောင်မူတို့လူပြောတာနော် ဟုတ်ကဲ့ ဟုတ်ကဲ့ပါ အများကြီးကျေးဇူးတင်ပါတယ်ကူညီပေးတဲ့အတွက်မကောင်းမြတ်မောက်သာလူနိုင်တယ်နော် comment pride အဖွဲ့နဲ့အလူရှင်များ ဟုတ်မယ်ဟုတ်ကဲ့ပါ အလူရှင်များ 20ရော 30ပါပဲ